ကျမတို့ကပုံမှန်အားဖြင့် main character syndrome ကိုသိကြတယ် main character syndrome ရှိရသူတွေဆိုမုန်းကြရပေါ့နော်သူသဖြင့် pick me girl တို့ pick me boy တို့ကိုတွေးလိုက်တာနဲ့အရန်မုန်းတယ်ဘာလို့လဲဆိုတော့သူတို့ကလူကြားထဲမှာဆိုလို့ရှိရင်သူတို့ဟို popular ဖြစ်အောင်အရန်ဖြစ်ချင်ကြတယ်ဒီ group ထဲမှာဆိုရင်သူတို့က attention အရကျင်ဆုံးဖြစ်တယ်သူတို့ရဲ့ပျော်ရွှင်မှုသူတို့ရဲ့ရွေးချယ်မှုကိုတခြားသူတွေရဲ့ရွေးချယ်မှုထက်သူတို့ရဲ့ဟိုပါပေါ့လိုချင်မှုအပေါ်မှာအမြဲ prioritize လုပ်ထားတဲ့အတွက်ကြောင့်မလို့သူတို့နဲ့ဒီလိုရင်လည်းဟိုကိုကခက်ခဲရပေါ့နော်အဲ့တော့ side character issue ဖြစ်နေတဲ့သူတွေကကြတော့ကျမတို့ကိုယ်တိုင်လည်း side character issue ဖြစ်နေတဲ့သူတွေဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ side character issue ဖြစ်နေတဲ့ပုံမှန်အားဖြင့်သူက spotlight ထဲကိုလေကိုယ့်ဘဝကိုကိုယ့်ရဲ့အတွေးမြင်ကိုချပြမှာအရင်ခက်ခဲပေါ့နော်ရှက်တယ်ပေါ့။အဲ့တော့ဘာသွားဖြစ်လဲဆိုတော့အခုလက်ရှိopinion ပေးရမယ်ဆိုရင်ကို opinion ပေးလိုက်လို့အတွက်ကို spotlight ထဲရောက်သွားမှာကိုကြောက်တာအဓိကသူတို့ကဒီကိစ္စတစ်ခုမှာဝင်ရောက်ဆွေးနွေးဖို့ခက်ခဲနေရဆိုတာကသူတို့မှာ idea မရှိလို့မဟုတ်ပဲねကိုကဝင်ရောက်ဆွေးနွေးလိုက်လို့ရှိရင်ဒီ group ကြီးရဲ့ spotlight တစ်ခုဖြစ်သွားမှာကိုစိုးရင်ကြတယ်ပုံမှန်အဖြစ်အဲ့လိုလူတွေကလည်း social anxiety ရှိကြရပေါ့နော်အဲ့တော့ self esteem ကလည်းပြောမှဆို confidence ကလည်းအရင်ဟိုမများဘူး तू ကသူ့ရဲ့စမ်းဆောင်ရဒီလောက်ရှယ်ဆိုသူ့ confidence ကအဲ့တက်နေပြီကိုဒီလောက်ပဲရှယ်လို့ထင်တဲ့အတွက်ကြောင့် तू ကကိုရဲ့ကိုရဲ့အတွေးမြင်ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုရှေ့တန်းမတင်ကြဘူးပေါ့နော်အဲ့ပုံမှန်အဖြစ်သူတို့တွေကသူများကအကူအညီတောင်းရင်လည်းကိုကအရန်ခက်ခဲနေပေမဲ့အရန်ကူညီဖို့ကြိုးစားကြတယ်ခက်ခဲကြီးနဲ့ကူညီဖို့ကြိုးစားကြပြီးတော့တခြားသူတွေရဲ့ဘဝရဲ့ပေါ့နော်အဲ့လိုဘယ်လိုပြောမလဲအရန်တယောက်လိုမျိုးကိုကြာလောက်ခံစားရပြီးတခြားသူတွေကကိုအတိမတ်မပြုတ်ဘူးတခြားသူတွေကကိုဒီလောက်လုပ်ပေးနေပေမဲ့ appreciate မလုပ်ဘူးတခြားသူတွေကဆိုရဟာမျိုးခံစားလာတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေမှာဆိုလို့ရှိရင်သူတို့ကိုလုပ်ပေးရကိုလုပ်ရမယ့်အရာကိုကပုံမှန်အဖြစ်ထုတ်ဖော်ပြသနိုင်မှုပေါ့နော်ဟို assertiveness ဆိုတဲ့ဟာကိုကလုံးမရမယ်အလုံးမှာဆိုရင်လည်းပုံမှန်အဖြစ် pick me girl pick me boy ကိုကဒီလောက်တော်ရဲဆိုရင်ဒီလောက်ကြီးချပြနိုင်တဲ့သူတွေရာထူးပိုရတယ်လို့ပြောမှဆိုကိုတွေးနေတဲ့သူတွေကယာရုပိုတက်လေးရှိပြီးတော့တကယ်တော်ပြီးတကယ်ကြုံယုံပြီးလုပ်နေတဲ့သူကသူကမထုတ်ဖော်ရတဲ့အတွက်ကြောင့်သူ့ရဲ့ supervisor တွေအကြီးရတဲ့လောက်ပဲတော်တယ်လို့ထင်တာအဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အကြီးကသူတို့ recognition မရတဲ့အတွက်ကြောင့်နောက်ပိုင်းမှာကိုစူးစမ်းနေပြီပဲ burn out တွေဖြစ်လာတယ်ဘဝမှာဆိုရင်သူတို့ရတဲ့ success ပေါ့နော်အောင်မြင်မှုလောက်ကိုသူတို့မရဘဲနဲ့သူတို့ကဒီထက်နေတဲ့ဟို position တစ်ခုမှာသူတို့နေရလေးရှိတယ်ဒီအတွက်ကြောင့်မလို့ side character issue ကိုမှဖြစ်နေရဆိုရင်ကို confidence ကို boost လုပ်ဖို့ထုတ်ဖော်ပြသဖို့ပြီးလို့ရှိရင်ကိုခက်ခဲနေတဲ့အချိန်မှာဆိုရင်တခြားသူကိုကူညီပေးဖို့ offer ပေးရမျိုးမလုပ်ဖို့ကို boundary set လုပ်ထားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့် be the main character of your life ပေါ့နော်သူ side character ဖြစ်လို့မရ